အားလုံးပဲမင်္ဂလာပါချယ်ရီကျူ channel လေးကနေကိုမိုင်းအားလုံးကိုတယောက်မကျန်နေတွေ့တာပြန်လဲကြိုဆိုလိုက်ပါနော်ချယ်ရီကိုမိုင်းအားလုံးပဲမင်္ဂလာညာချမ်းလေးပါနော်ချယ်ရီကိုမိုင်းအားလုံးပဲနော်ကနန်းကဘယ်လိုပြောရမလဲဆိုတော့ဗောနော်စိတ်နှလုံးထွက်ကြပါနော်ကိုမိုင်းနှီးချယ်ရီပေးထားတဲ့ကနန်းလေးတေးချောင်းနှီးထိပ်စီးလေးနော်တေးချောင်းနှီးထိပ်စီးလေးနော်ကိုမိုင်းအားလုံးထိပ်စီးလေးပဲမိလိုက်တယ်နော်ကနန်းကထွက်ပြီးသားကနန်းနဲ့ကတ်တော့လေစိတ်နှလုံးထွက်ကြပါနော်ကိုမိုင်းအားလုံးပဲချယ်ရီကိုမိုင်းပြောထားရနော်ကိုမိုင်းအားလုံးပဲချယ်ရီပတ်တီ၄ပတ်တီတစ်လုံးထပ်ပေးထားတာကိုမိုင်းအားလုံးသိမယ်လို့ထင်တယ်နော်၅ပတ်တီတစ်လုံးပေးထားတာအစောကြီးကြသွားတဲ့အတွက်ကြောင့်မို့ချယ်ရီနောက်ထပ်၄တစ်လုံးထပ်ပြီးပေးထားတာနော်ကိုမိုင်းအားလုံးပဲပတ်တီလိုက်စောတဲ့ကိုမိုင်းအားလုံးပဲအဆင်ပြေမယ်လို့တော့ချယ်ရီထင်တယ်နော်၄တစ်လုံးကလည်းချယ်ရီနောက်ထပ်ပတ်တီတစ်လုံးနဲ့ထက်အောင်မြင်မှုရရှိသွားပြီနော်ကိုမိုင်းအားလုံးပဲချယ်ရီကိုမိုင်းအားလုံးပဲနော်ချယ်ရီဒီဗီဒီယိုဖိုင်လေးကိုကိုမိုင်းအားလုံးတွေ့ပြီဆိုတာနဲ့တယောက်တစ်ချက်လိုက်လက်မလေးနှိမ့်မယ်နော်channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နေမယ်နော်အများတွေ့ပြီးအများမြင်ပြီး like and share လေးတွေနဲ့ကိုမိုင်းအားလုံးပဲ share လို့ရမယ့်နေရာလေးနဲ့ကိုမိုင်းအားလုံး share ပေးကြမယ်နော်ချယ်ရီကိုမိုင်းအားလုံးပဲနော်ချယ်ရီကိုအားပေးနေတဲ့ကိုမိုင်းအားလုံးတူးချင်းဒီတိုင်းကိုချယ်ရီကနေပြီးတော့ကိုမိုင်းအားလုံးကိုနော်ကျေးဇူးတင်ပါတယ်လို့နော်ကိုမိုင်းအားလုံးပဲနော်မနက်ဖြန်နော်ကိုမိုင်းအားလုံးပဲနော်မနက်ဖြန်အတွက်ကိုချယ်ရီကနန်းလေးပေးပြီနော်ကိုမိုင်းအားလုံးပဲ30ရက်နေ့4လပိုင်း2025ဗုဒ္ဓဦးနေ့နော်မနက်12နာရီ10မိနစ်အတွက်ကိုအကိုမိုင်းအတွက်အကောင်းဆုံးထပ်ပြီးတော့ချယ်ရီဘက်ကနေပြီးကြိုးစားထားပါရနော်မနက်ဖြန်အကုန်လုံးအဆင်ပြေမယ်လို့ချယ်ရီယုံကြည်ထားပါရနော်ချယ်ရီကိုမိုင်းအားလုံးပဲနော်ကဲချယ်ရီကနန်းလေးအစပြောမယ်နော်ကိုမိုင်းအားလုံးပဲကနန်းလေးပြောမယ်အတွက်ကြောင့်မို့ကိုမိုင်းအားလုံးတေချာလေးလိုက်မှတ်ပေးမယ်နော်ဗုဒ္ဓဦးနေ့ဆိုတော့ကိုမိုင်းအားလုံးပဲဘောနော်အကိုမိုင်း3ရက်မြောက်ဆိုတော့ကိုမိုင်းအားလုံးပဲအကုန်လုံးအဆင်ပြေမယ်လို့ချယ်ရီယုံကြည်ထားရနော်ချယ်ရီပေးလိုက်တဲ့ကနန်းလေးကလုံးဝဝေးနေတဲ့ကနန်းလေးမဟုတ်ပါဘူးနော်ကိုမိုင်းအားလုံးပဲဒီညနေဆိုလို့ရှိရင်2နဲ့4 5ခွက်ပါနော်ကိုမိုင်းအားလုံးပဲနော်ကိုမိုင်းအားလုံးပဲနော်ရှယ်ကီနော်ချယ်ရီရဲ့ရှယ်ကီကိုမိုင်းအားလုံးကိုချယ်ရီပြောပြပေးပြီးသားနော်ကိုမိုင်းအားလုံးကိုမိုင်းလုံးမိုင်းရှိလို့ရှိရင်ချယ်ရီရဲ့ကီးပိုင်လေးနဲ့ထိပ်စည်းပိုင်လေးနဲ့အကိုမိုင်းအားလုံးပဲလိုက်ကက်ကစားမယ်နော်ချယ်ရီရဲ့ကိုမိုင်းအားလုံးပဲချယ်ရီရဲ့ရှယ်ကီ168ထိပ်စီ168ကီနော်168ကီလေးပါနော်ကိုမိုင်းအားလုံးနေကုန်ကီနော်ကိုမိုင်းအားလုံးပဲ168နေကုန်ကီနော်ထိပ်စီလေးရတဲ့ကိုမိုင်းအားလုံးပဲမနက်ကိုနော်မနက်ဖြန်30ရက်နေ့4လပိုင်း2025ဗုဒ္ဓဦးနေ့မနက်12နာရီ10မိနစ်အတွက်ကိုနော်ကိုမိုင်းအားလုံးပဲထိပ်စီးလေးကတော့3959ထိပ်စီးလေးပါနော်ချယ်ရီကိုမိုင်းအားလုံးပဲ3959ထိပ်စီးလေးပါနော်ချယ်ရီကိုမိုင်းအားလုံးပဲနော်ချယ်ရီကမနက်ဖန်ကိုကြိုက်တဲ့အတွက်ကြောင့်မို့ချယ်ရီမိန်းကွက်ကိုတင်ထားပါနော်ကိုမိုင်းအားလုံးပဲရှယ်မိန်းလေးရပါနော်ကိုမိုင်းအားလုံးပဲတေချာလေးလိုက်မှတ်ပေးပါနော်မနက်ဖန်အားလုံးတယောက်မကျန်အစီပြေစီရမယ်နော်ကိုမိုင်းအားလုံးပဲရှယ်မိန်းလေးက90 91 96 98 95ချယ်ရီမိန်းကွက်ကို9ကွက်အမြဲထုတ်တယ်နော်ကိုမိုင်းအားလုံးပဲ90 91 96 98 95ပါနော်ကိုမိုင်းအားလုံးပဲပြီးဒူမိန်းလေးက91 96 98 50ပါနော်ကိုမိုင်းအားလုံးပဲပြီးလို့ရှိရင်31 36 38 34ပါနော်နောက်တစ်ခေါက်ထပ်ပြီးချယ်ရီပြောပြပေးမယ်နော်ကိုမိုင်းအားလုံးပဲဒူမိန်းလေးကတော့91ကဲ96ကဲ98ကဲ50ရပါနော်ပြီးလို့ရှိရင်31ကဲ36ကဲ38ကဲ34ရပါနော်ကိုမိုင်းအားလုံးချယ်ရီကိုမိုင်းအားလုံးပဲနော်ချယ်ရီပေးထားတဲ့ချယ်ရီကနန်းလေးတွေပေးပြီးတဲ့အတွက်ကြောင့်မို့ကိုမိုင်းအားလုံးကနန်းလေးရကြပြီဆိုလို့ရှိရင်လည်းနော်ချယ်ရီဒီဗီဒီယိုဖိုင်လေးကိုကိုမိုင်းအားလုံးတယောက်တစ်ချက်လိုက်လက်မလေးနှိမ့်မယ်နော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း channel လေးကို subscribe နှိမ့်မယ်နော်အများတွေ့ပြီးအများမြင်ပြီး like and share လေးတွေနဲ့အကိုမိုင်းအားလုံး share လို့ရမယ့်နေရာလေးနဲ့ကိုမိုင်းအားလုံး share ပေးကြမယ်နော်ချယ်ရီကိုမိုင်းဘာဖြစ်လို့လဲဆိုတော့ချယ်ရီရှာထားတဲ့ကနန်းလေးကကိုမိုင်းအားလုံးတူဦးတယောက်တည်းအတွက်မဟုတ်ပါဘူးနော်အများတွေ့ပြီးအများမြင်ပြီးအများပေါက်စေခြင်းနဲ့စေတနာနဲ့ချယ်ရီလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါနော်လိုက်လက်မတွေအရန်အားနေနေတဲ့ကိုမိုင်းအားလုံးပဲနော်မနေ့ကတနေ့ကိုချယ်ရီပြောထားပြီးတော့နော်မနေ့ကတနေ့ကိုမိုင်းအားလုံးအဆင်ပြေတယ်နော်ဒီနေ့ကတော့ကိုမိုင်းအားလုံးပဲနော်ဒီနေ့ချယ်ရီမပါလိုက်ဘူးပေါ့နော်ကိုမိုင်းအားလုံးပဲပတ်တီးပေါ့နော်ချယ်ရီ4ပတ်တီးလေးပေးထားနောက်ထပ်တစ်လုံးထပ်ပြီးချပေးထားတဲ့4ပတ်တီးတစ်လုံးကိုမိုင်းအားလုံးအဆင်ပြေပါနော်ချယ်ရီပေးတဲ့ကနန်းလေးကအရန်ဝေးမဝေးပါဘူးနော်ကိုမိုင်းအားလုံးချယ်ရီရဲ့ဗီဒီယိုဖိုင်လေးကိုကိုမိုင်းအားလုံးအဆုံးထိရအောင်လဲကြည့်သေးခြင်းပါနော်ကိုမိုင်းအားလုံးချယ်ရီရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်တဲ့အခါမှာလဲနော်ကိုမိုင်းအားလုံးတူတယောက်မှာနော်အကျိုးမြတ်အကျိုးမရုပ်စီရပါဘူးနော်အကုန်လုံးစင်ပြေစေရမယ်လို့ချယ်ရီပြောထားပြီးတော့ကိုမိုင်းအားလုံးပဲနော်
နေ့ဖန်30ရက်နေ့4လပိုင်း2025ဘုံလူးနေ့12နာရီ10မိနစ်အတွက်မှာချယ်ရီရဲ့အကိုမိုင်းအားလုံးပေါ့နော်တယောက်မကြအားလုံးအဆင်ပြေပါသေးလို့ချယ်ရီဘက်ကစုမှုကောင်းတောင်းတဲ့ကိုမိုင်းအားလုံးကိုချယ်ရီကနေပြီးတော့နော်ဗီဒီယိုဖိုင်လေးရှင်းနာခွင့်ပြုပါနော်ကိုမိုင်းအားလုံးမနေ့ဖန်ညမပြန်ဆုံးပါနော်အားလုံးပဲပိုင်ပါနော်